တနာသိတိနဲ့ခက်ဆိုတာလူတယောက်ဘဝမှာပြည့်စုံဖို့ကုန်လုံးဖို့ရာအတွက်အထောက်ပံ့များစွာပေးတဲ့ဒီဒနာကိုပေးတဲ့နက်ခက်တစ်လုံးဖြစ်ပါတယ်เนาะဆိုတော့ဒီဒနာသိတိနက်ခက်စမ်းရှင်တဲ့နေ့တွေမှာဆိုလို့ရှိရင်လောကီပညာရှင်တွေကသူတို့ရဲ့အစီအရင်တွေကိုလုပ်ကြတယ်ပေါ့เนาะဆိုတော့ဒနာသိတိနက်ခက်စမ်းရှင်ပြီးမွေးတဲ့သူမှချမ်းသာတာမဟုတ်ပါဘူးနက်ခက်ဆိုတာကလေအချိန်အပိုင်းခြားလေးတစ်ရက်လေးမှနာရီလေးကန့်သက်လေးနဲ့စက္ကန့်လေးမိနစ်လေးဒီလောက်ကလေးပဲเนาะစမ်းရှင်ပြီးဖြတ်တန်းတာဖြစ်တယ်ဒီခါကျတော့ဒီနေ့ဒီလိုအချိန်မျိုးကိုအခွင့်ကောင်းယူပြီးတော့ဘယ်နက်ခတ်ကိုစမ်းရှင်ပြီးပဲမွေးပေါ့နော်အခွင့်အရေးကိုရအောင်ယူနိုင်တဲ့သူကတော့အောင်မြင်မှုကိုပို့ပြီးတော့ရနိုင်ပါတယ်နော်ဆိုတော့ကျမကဒီ2026မှာဒနာသိတိနက်ခက်စမ်းရှင်မဲ့အချိန်လေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီဒနာသိတိနက်ခက်ကိုစမ်းရှင်တာကိုလည်းသိပြီအဲ့တော့ဘာလုပ်ရမလဲဆိုရင်စမ်းရှင်မဲ့နေ့တွေမှာကျမတို့ကိုလူချင်းတဲ့အရာတွေကိုကိုဘဝတဲကိုလွယ်ကူကူနဲ့ဆွဲငင်နိုင်မှာဖြစ်ပါတယ်နော်ဆိုတော့ဘယ်လိုဆွဲငင်ရမလဲဆိုရင်ကိုကဒနာသိတိနက်ခက်စမ်းရှင်မဲ့အချိန်ကိုတည်ထားမှာဖြစ်တယ်ဆိုတော့စမ်းမရှင်ခင်ပေါ့နော်ကိုခေါင်းပေါ်ကိုဖြတ်မသွားခင်မိနစ်20လောက်ကနေစပြီးတော့ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ထားမှာဖြစ်တယ်နော်ဆိုတော့ပြင်ဆင်စရာတွေကတော့ကျမတို့ကိုလက်တန်ရှင်းမှုတွေလုပ်မယ်ပေါ့နော်ခေါင်းလျှော်တာတို့ပေါ့နော်ပြီးရင်တန်ရှင်းတဲ့အရေမိုးချိုးတာတို့တန်ရှင်းတဲ့အဝတ်အစားတွေဝတ်ထားတာမျိုးကိုလုပ်ထားမှာဖြစ်တယ်ပြီးလို့ရှိရင်ကျမတို့ဒီခင်မွန်ကြီး10ပါးကတော့တာမျိုးတောင်းပန်တာမျိုးတွေလှုပ်ထားပေးရမှာဖြစ်ပါတယ်เนาะပြီးရင်ဒီကိုးခွေရာပေါ့เนาะဗုဒ္ဓဘာသာရင်မဟုတ်ပါဘူးဘယ်ဘာသာမဆိုပါကိုးခွေရာဖျားတဆူဖျားမှာပဲဖြစ်အိမ်ဖျားမှာပဲဖြစ်ပေါ့เนาะရေချမ်းကတ်တာမျိုးပေါ့เนาะပြီးရင်ပန်းတို့အမွှေးတိုင်အလင်းတိုင်လေးတွေကတ်တာမျိုးလေးတွေကိုတရားတရားရှိတဲ့အရာတွေကတ်လူပူဇော်ထားမှာဖြစ်တယ်เนาะဆိုတော့ဒါလေးပြီးသွားပြီဆိုလို့ရှိရင်၅ပါးသီလယူပါမယ်เนาะ၅ပါးသီလယူမယ်ပြီးရင်ကျမတို့အစီရင်လှုပ်တိုင်းမှာမပါမဖြစ်ပဲနဲ့ပူဇော်ရမယ်ပူဇော်တင့်တဲ့ဂါထာတစ်ခုကတော့မဟာဝန္ဒဘဂါထာတော်ကြီးဖြစ်ပါတယ်မဟာဝန္ဒဘဂါထာကိုလည်းကျမတို့စိတ်ကြိုက်အရေးအတွက်အလိုက်ကိုပူဇော်ထားမှာဖြစ်ပါတယ်အထူးသဖြင့်ကျမတို့ကဒီဘာလို့တာလဲဆိုရင်ကျမတို့ရဲ့နှလုံးသားကို capacity ကိုပေါ့နေရာချဲ့တာပေါ့နော်ဒီအချိန်မျိုးမှာကျမတို့ကိုယ်မှာရှိတဲ့ဒီတင်နေတဲ့အကျိုးကြီးတွေကိုလည်းကြေဖို့အတွက်ရာတောင်းပန်ထားတယ်လွှတ်ချထားတယ်ပေါ့နော်ဆိုတာကျေးဇူးရှိတဲ့သူတွေကိုဒါဝန်ချတောင်းပန်ကြော့ထားတာမျိုးပေါ့လေနောက်တစ်ခါ၅ပါးသီလယူထားတယ်ဆိုတာလည်းပဲကျမတို့ရှောင်ကျင်ဖို့အတွက်ဂတိသစ္စာတစ်ခုပေါ့နော်အနာဂတ်မှာလည်းကျမတို့ကောင်းကောင်းမွန်မွန်နေပါမယ်ဆိုတဲ့ဂတိသစ္စာတစ်ခုအနေနဲ့ကျမတို့ရဲ့နှလုံးသားကိုဖွင့်ထားတာဖြစ်တယ်ပေါ့နော်ပြီးတော့ကုသိုလ်ကောင်းမှုတွေနဲ့ကြိုးဆိုနေတာပေါ့နော်ရေချမ်းကတ်တာတို့ပန်းကတ်တာတို့ဆိုတာကဒါကုသိုလ်ကောင်းမှုတစ်ခုနဲ့ကြိုးဆိုနေတာဖြစ်ပါတယ်ဒီနေရာမှာကိုးခွေရဘာသာအလိုက်ကုသိုလ်ကောင်းမှုလုပ်လို့ရတယ်ပေါ့နော်တော့နောက်မဟာဝန္ဒဘဂါထာတော်ကဆိုလို့ရှိရင်တော့ရွှေမိုးငွေမိုးရွာသွန်းဖြူဆိုတဲ့အတိတ်တွေရတာမဟုတ်လို့ဒီဂါထာကြီးကိုလည်းရုပ်ဖို့တင့်တော်တယ်ဆိုတာကိုပြောပြတာဖြစ်တယ်ပေါ့ကိုးခွေရဘာသာအလိုက်လက်ရွှင်တဲ့ဂါထာလေးတွေရှိမှာပေါ့နော်အဲ့ဒါကိုလည်းကျမတို့ပူဇော်လို့ရပါတယ်ပေါ့နော်ဆိုတော့ပြောချင်တာကကျမတို့ရဲ့နှလုံးသားကနေရာလွတ်ကလေးရှိပြီးတော့ကြည်လင်နေဖို့အရန်အရေးကြီးတယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်ဆိုတော့စိတ်ကောလူရောတန့်ရှင်းနေရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ okay ပါဒီလောက်ဆရာရှိရာတွေကိုကျမတို့နက်ခတ်စမ်းမရှင်ခင်အချိန်မှာအကုန်အပြီးအစည်းလုပ်ထားမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့နက်ခတ်စမ်းရှင်တဲ့အချိန်မှာကျမတို့ခေါင်းပေါ်တက်မှာနက်ခတ်ရှိနေတယ်ဆိုတာကိုကျမတို့သိထားပြီးပြီခါကြတော့ကျမတို့ ਨੇ ချိတ်ဆက်ရမှာဖြစ်ပါတယ်ကျမတို့လိုချင်တဲ့စန္ဒတွေဟာကျမဒီနက်ခတ်ကနေပေးလိုက်တယ်ကျမတို့ ਨੇ ချိတ်ဆက်တယ်ရရှိပြီဆိုတာကိုဆုတောင်းရမှာဖြစ်တယ်ဆုတောင်းတဲ့နည်းတူကိုလိုပဲကိုရရှိနေတယ်လို့ပဲတခြားသောသူများကိုလည်းမျှဝေခြင်းနဲ့ဆိုတဲ့စိတ်ကလေးနဲ့ကျမတို့မျှဝေပေးရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့ဗုဒ္ဓဘာသာတွေဆိုရင်သိပါတယ်ကိုရရှိပြီဆိုရင်ဘုရားရှိခိုးတဲ့အချိန်မှာပဲဖြစ်ဖြစ်ကုသိုလ်ကောင်းမှုတစ်ခုခုလုပ်တာပဲဖြစ်ဖြစ်ရေစက်ချအမျှဝေတာမျိုးတွေလုပ်ကြတယ်နော်ဆိုတော့ဒီလိုပဲကျမတို့ဘဝတွေကိုကံကောင်းခြင်းတွေတစ်ခုခုလာတော့မယ်ဆိုရင်ငါတယောက်တည်းယူမယ်ဆိုတဲ့လောဘစိတ်ကိုမထားရပါဘူးတခြားသူတွေကိုလည်းမျှဝေမယ်ဆိုတဲ့စိတ်ကလေးကိုကိန်းအောင်လို့ရှိရင်ဒီထက်မကကိုပွားများစေတယ်
မြစ်တာဒီပွားစည်းခြင်းသဘောကိုဆောင်တာဖြစ်ပါတယ်ဒါကြောင့်ဒီအချိန်မှာချိတ်ဆက်နေတဲ့အချိန်မှာငါသည်ရရှိနေပြီငါရရှိသလိုခုနှစ်သားသမီးတွေလည်းငါလိုပဲကံကောင်းကြပါစေဆိုတဲ့မေတ္တာစိတ်ကတော့အရေးကြီးပါတယ်ပေါ့နော်ဆိုတော့ okay ပါဒီလှုပ်ဆောင်စရာရှိတာတွေကိုလှုပ်ဆောင်ထားရမှာဖြစ်ပါတယ်ဒီတော့တဏှာတိတ်ထိနှက်ခက်ဘယ်လိုအချိန်မှာစမ်းရှင်မလဲဆိုတာကိုကျွန်မဆက်လက်ပြီးမျှဝေပေးသွားတော့မှာဖြစ်ပါတယ်နော်ဆိုတော့2026တစ်နှစ်တာလုံးအတွဲဖြစ်ပါတယ်နော်ဆိုတော့2026ဒီအခုလာမဲ့January 20ရက်နေ့မှာတဏှာတိတ်ထိနှက်ခဲစမ်းရှင်မှာဖြစ်ပါတယ်เนาะဆိုတော့ January 20ရက်အင်္ဂါနေ့နေ့လယ်17:30မိနစ်တစ်စက္ကန့်အချိန်မှာတဏှာတိတ်ထိနှက်ခဲစမ်းရှင်မှာဖြစ်ပါတယ်เนาะဆိုတော့ February အတွက်ပေါ့နော်2လပိုင်းအတွက်ဆိုရင်တော့16ရက်နေ့ဖြစ်ပါတယ်တနင်္လာနေ့ည8:10မိနစ်34စက္ကန့်ဖြစ်ပါတယ်3လပိုင်းအတွက်ဆိုရင်လည်း16ရက်နေ့တနင်္လာနေ့နနက်9:20မိနစ်31စက္ကန့်ဖြစ်ပါတယ်4လပိုင်းအတွက်ဆိုလို့ရှိရင်တော့12ရက်နေ့တနင်္လာနေ့ပါပဲနေ့လယ်2:33မိနစ်59စက္ကန့်ဖြစ်ပါတယ်เนาะ9လပိုင်း5လပိုင်းအတွက်မှာဆိုလို့ရှိရင်တော့9ရက်နေ့ဖြစ်ပါတယ်စနေနေ့ည10:43မိနစ်35စက္ကန့်ဖြစ်ပါတယ်เนาะဆိုတော့6လပိုင်း6ရက်နေ့စနေနေ့နနက်9:23မိနစ်52စက္ကန့်ဖြစ်ပါတယ်ဆိုတော့9လပိုင်းအတွက်ဆိုရင်တော့3ရက်နေ့တောက်ကြနေ့နနက်17:06မိနစ်10စက္ကန့်ဖြစ်တဲ့9လပိုင်း30ရက်နေ့ကြာသပတေးနေ့ညနေ9:02မိနစ်46စက္ကန့်ဖြစ်ပါတယ်เนาะဆိုတော့ဒီ9လပိုင်းမှာ2ရက်စမ်းရှင်ပါတယ်เนาะ10လပိုင်းမှာဆိုရင်28ရက်နေ့ကြာသပတေးနေ့ကိုဝင်စားပေါ့နော်ဆိုရင်အင်္ဂါနေ့တကောင်ပေါ့နော်တကောင်ကျော်လေးပေါ့နော်ဆိုတော့10မိနစ်14စက္ကန့်မှာဖြစ်ပါတယ်เนาะ9လပိုင်းမှာဆိုရင်တော့23ရက်ဗုဒ္ဓဟူးနေ့နနက်8:30မိနစ်20စက္ကန့်ဖြစ်ပါတယ်9လပိုင်းမှာဆိုလို့ရှိရင်23ရက်နေ့ဗုဒ္ဓဟူးနေ့နနက်8:30မိနစ်20စက္ကန့်ဖြစ်ပါတယ်10လပိုင်းမှာဆိုရင်တော့20ရက်နေ့အင်္ဂါနေ့ညနေ9:19မိနစ်20စက္ကန့်ဖြစ်ပါတယ်เนาะ17လပိုင်းမှာဆိုလို့ရှိရင်တော့18ရက်နေ့အင်္ဂါနေ့ဝင်စားပေါ့နော်အင်္ဂါနေ့ကိုဝင်စားဆိုတော့တနင်္လာနေ့အကျော်တကောင်လောက်မှာပေါ့နော်ဆိုတော့အင်္ဂါနေ့မနေ့အစောကြီး1:34မိနစ်30စက္ကန့်ဖြစ်ပါတယ်ဆိုတော့12လပိုင်းမှာဆိုလို့ရှိရင်တော့14ရက်နေ့တနင်္လာနေ့နနက်8:29မိနစ်48စက္ကန့်ဖြစ်ပါတယ်เนาะဆိုတော့ဒီအချိန်အတိအကျကိုဖြတ်တန်းမှာဖြစ်ပါတယ်เนาะဆိုတော့နက်ခတ်တွေကစမ်းရှင်ပြီးတော့ခေါင်းပေါ်ဖြတ်တဲ့အချိန်ဒီအလွန်ကိုတိုးတောက်ပါတယ်ဒီလိုတိုးတောက်တဲ့အချိန်ကိုကျမတို့ကအခွင့်အရေးကိုဖမ်းဆုပ်ပြီးတော့ရယူရတာဖြစ်ပါတယ်เนาะဒါကြောင့်လုံမဲ့အရာတွေကိုပြင်ဆင်ရမယ့်အချိန်နေရာအရာတွေကိုကြိုတင်ပြင်ဆင်ထားပြီးတော့စမ်းရှင်တဲ့အချိန်မှာကိုလိုချင်တဲ့စုနဲ့ကိုလိုချင်တဲ့အရာနဲ့ဒီနက်ခတ်နဲ့ကျမတို့ချိတ်ဆက်ရမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာနက်ခတ်ဒီကျမတို့ရဲ့ခေါင်းတက်မှာရှိနေတာမို့လို့အလုံးတမ်ကိုထူခြားတဲ့အချိန်ခါတွေဖြစ်ပါတယ်နော်လောက်ကန်ကြတယ်စူးစမ်းကြတယ်ပေါ့ဒါပေမဲ့တချို့သောသူများကအောင်မြင်တယ်တချို့သောသူများကမအောင်မြင်ဘူးပေါ့နော်ဆိုတော့24နာရီဒီလူတိုင်းပိုင်ဆိုင်တာဖြစ်ပေမဲ့စူးစမ်းပိုင်ခွင့်လဲလူတိုင်းမှာရှိတယ်ပေါ့နော်ဒါပေမဲ့လူတိုင်းကမအောင်မြင်ပဲတချို့ကဘာလို့အောင်မြင်လဲဆိုတာဒီကိုကဝရိယကိုပဲသုံးပြီးတော့ကံနဲ့ဉာဏ်ကိုမသုံးရင်လည်းမဖြစ်ပြန်ဘူးပေါ့နော်ဆိုတော့ကံနဲ့ဉာဏ်နဲ့ကိုလည်းသုံးပြီးတော့ဝရိယအားမပါလို့ရှိရင်လည်းမရပါဘူးเนาะဒီတဲ့အခါကျတော့ကျမတို့ကံဉာဏ်ဝရိယဆိုတဲ့၃ချက်တိုက်တဲ့အခါကျလို့ရှိရင်တော့သူများတွေထဲတာပြီးတော့တာလွန်ကောင်းမွန်ပြီးတော့ဘဝမှာ miracle တွေကံကောင်းခြင်းတွေအလွယ်တကူနဲ့ရရှိစေတာပေါ့เนาะဆိုတော့ကျမတို့ဇွဲရှိနဲ့လည်းအလုပ်ကြိုးစားမယ်အချိန်ကောင်းအခါကောင်းဆိုတဲ့အခွင့်အရေးကိုလည်းရအောင်ဖန်ဆုပ်ပြီးတော့ကျမတို့ရဲ့ဘဝမှာကောင်းမွန်ခြင်းတွေလက်လာပါတွေကံကောင်းခြင်းတွေကိုဖန်ဆုပ်ကြရအောင်ပေါ့နော်ကျေးဇူးတင်ပါတယ်ရှင်